မှာနေနှစ်ယောက်ချိုးနေရလေချိုးဝိုင်းနဲ့နေထိုင်မို့အင်နိုစီတီကအမိုက်စာကွန်ဒိုကန်ကိုပိုင်ဆိုင်ပြီးခန်းစားလို့ရပြီနော်နိုးထလာတိုင်းအမိုက်စာကော်ဗျူးနဲ့နေထိုင်ရမှာဆိုတော့အင်နိုစီတီရဲ့ facility တွေကဘလောက်မိုက်နေမလဲဆိုတာကြည့်လိုက်ရအောင်ကားပါကင် lift outdoor swimming pool fitness center tennis court အပြင်မိသားစုတွေအေးဆေးအနားယူဖို့ playground နဲ့ garden area 24 hour security and backup generator တို့ပြည့်ပြည့်စုံစုံပါဝင်ပါတယ်ရှင်။နောက်မှာ Fighter Hotel ပါပါဝင်လာမယ်အဆင့်မြင့် project ကြီးတစ်ခုဖြစ်ပါတယ်။ Town Club မြို့နယ်ပါရမီလန်းနဲ့ဝေဇီယနာလမ်းမကြီးတောက်မှာရှိတဲ့ Korea Style Inno-Series Luxury Condo မှာဒါတွေအားလုံးဖြစ်နိုင်ပါပြီ။အောက်ဆင်းလိုက်တာနဲ့ supermarket စားတောက်ဆိုင်အစုံလင်ရှိရဲ့ compound area condo BCC ကြပြီးသားမို့လို့ဝယ်ယူပြီးရနဲ့အစင်သင့်တက်နေုံပဲနော်1199 square feet ကနေ1869 square feet ကျယ်ဝန်းတဲ့အခန်းမျိုးစားတွေရှိနေမှာပါရွေးချယ်စရာတွေကတော့ 3 bedroom နဲ့ 4 bedroom အခန်းကျယ်တွေကမိသားစုအများကြီးစုစုစည်းစည်းနေခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ကလေးလေးတွေကိုတည်တဲ့အခန်းခွဲပေးခြင်းနဲ့မိဘတွေပဲဖြစ်ဖြစ်အလွန်အဆင်ပြေမှာပါဒါရင်မကသေးပါဘူးအခန်းပေါ်တွေကိုလည်းမိမိတို့စိတ်ကြိုက် home office စာကြည့်ခန်းဒါမှမဟုတ် walk-in closet အထိပါစိတ်ကြိုက်ဖန်တီးနိုင်မှာပါ Inno-City ရဲ့ fully decorated အခန်းတွေမှာရရှိနိုင်မယ် Korea style မျိုးပေါ်ကြောင်ပဲဖြစ်ပါတယ်တန်ရှင်းရလွယ်ကူတဲ့အဖြူရောင်အရွှေ့ကောင်တာတော့ဘေးကင်မီးပေါ်နဲ့အညော်ဆုပ်ဆက် premium cabinets တွေအပြင် Samsung Centralized Aircon ကိုပါပြည့်ပြည့်စုံစုံတက်ဆင်ပေးထားမှာမို့လို့အိမ်ရှင်မရဲ့အတွက်တကယ်ကိုစိတ်ကြိုက်ဖြစ်စေမှာပါနော်အခုဝယ်ယူမယ်ဆိုရင်တော့ 5% အထူး discount နဲ့ရရှိနိုင်မှာဖြစ်တဲ့အပြင် Van Blow Diploma Payment Plan တို့ဖြင့်စိတ်ကြိုက်နှိမ့်နိုင်ဝယ်ယူနိုင်ပါတယ်ရှင်။ Golf ကွင်းပြိုမြင်ရတဲ့အလွှာမြင့်အခန်းတွေကလက်ချိုးရည်တွဲရတဲ့အထိကိုနှဲပါနေပါပြီ။အဲဒါကြောင့်အထူး 5% discount နဲ့အတူအခန်းတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ဖို့ HK Property ကိုအမြန်ဆုံးဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။